မင်္ဂလာပါခင်ဗျာကျွန်တော်ဦးထွန်းပါဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ကိုလူတော်တော်များကမင်းနေတဲ့ AI ဆိုတာမျိုးပြမှာနေတဲ့လူတွေအတွက်ပဲအသုံးဝင်တာလားဒီအမေးကိုကျွန်တော်အမြင်နဲ့ပြောပြရရင်တော့မဟုတ်ပါဘူးလူတော်တော်များကတော့အဲ့လိုပဲထင်နေကြပါတယ်တကယ်တော့တောမြို့လေးတွေနဲ့ကြီးလက်ဒေသတွေမှာ AI ဟာပိုလို့တော့အသုံးဝင်ပြီးဘဝတွေကိုပြောင်းလဲပေးနိုင်ပါတယ်ဆိုတာပါပဲ AI ဆိုတာမျိုးပြတွေမှာနေမှသုံးလို့ရတာမဟုတ်ပါဘူးအခုခေတ်မှာဖုန်းတစ်လုံးအင်တာနက်နည်းနည်းရှိုံနဲ့ AI ကိုအားလုံးအလွယ်တကူသုံးနိုင်နေပါပြီရာရာအကောင်းနဲ့ဆိုဒုံတွဲနေတတ်တယ်နော်နေရာဒေသလိုက်ဘယ်လိုသုံးဝင်လဲဆိုတာကို AI ကထုတ်ပေးတဲ့ပုံလေးတွေနဲ့ပဲရှင်းပြပေးသွားပါမယ် Education language ပညာရေးနဲ့ဘာသာစကားအတွက် AI ပထမဆုံးအနေနဲ့ပညာရေးပိုင်းမှာ AI ကဘယ်လောက်အထောက်အကူပြုလဲဆိုတာကြည့်ရအောင်ဆိုကြပါစို့တောမျိုးတွေမှာဇေယျကောင်းကောင်းရှာရခတ်တာမျိုးရှိနိုင်ပါတယ်ဒါပေမဲ့အခုခေတ်မှာတော့တင်ယူခြင်းစိတ်လေးရှိုံနဲ့ AI ကိုကိုယ့်ရဲ့ကိုယ်ပိုင်ဆရာတယောက်လိုအသုံးချလို့ရနေပါပြီဥပမာအင်္ဂလိပ်စာသင်ခြင်းနဲ့ဆိုကြပါစို့ဒါပေမဲ့ဘယ်သူ့ကိုမေးရမှန်းမသိဘူးဆိုရင် AI စီမှာအင်္ဂလိပ်စာစကားပြောနည်းစကားလုံးပေါင်းစာကြောင်းတခြားပုံတွေကိုလည်းမေးမြန်းနိုင်ပါတယ်ဒါတွေမကသေးဘူးကိုသိချင်တဲ့ဘာသာရပ်တစ်ခုကိုမြန်မာလိုမေးလိုက်တာနဲ့ AI ကအသေးစိတ်ရှင်းပြပေးမှာပါစာအုပ်တွေကစာတွေကိုဖတ်ရခန့်နေရင်လေ AI ကနေအတန်ထွက်ဖတ်ခိုင်းပြီးကိုကနားထောင်လို့ရပါသေးတယ်နောက်တစ်ခုကတော့ကျမ်းမာရေးနဲ့စိုက်ပျိုးရေးပါကျေးလက်ဒေသတွေမှာဆရာဝန်နဲ့ဆေးခန်းတွေရှားပါတာစိုက်ပျိုးရေးပညာရှင်တွေရှာရခတ်တာမျိုးတွေရှိတတ်ပါတယ် AI ကဒီနေရာမှာအဖိုးတန်တဲ့ကြံပေးတူဦးလိုကူညီနိုင်ပါတယ်ဥပမာဆိုကြပါစို့ကိုယ့်ရဲ့သားသမီးဖျားနာနေရင်ဆေးရုံဆေးခန်းမရောက်ခင်ဘယ်လိုရှေးဦးသူနာပြုစုရမလဲဘယ်လိုဆေးတွေကိုရှောင်ရမလဲ AI ကိုမြန်မာလိုမေးပြီးမြန်မာလိုပြန်ဖြေပေးပါလိမ့်မယ်ဒါတွေကဆရာဝန်နေရာမှာစားထိုးနေတာမဟုတ်ပါဘူးမသိတာတွေကိုသိအောင်သူကကူညီပေးတာပါစိုက်ပျိုးရေးသမားတွေအတွက်ဆိုရင်လေဒီနံတွေအရော့ဝါနေရင်ဘာဖြစ်တာလဲဘယ်လိုကူးသားရမလဲဘယ်အချိန်တွေမှာဘာမျိုးစစ်စိုက်တဲ့လဲစတဲ့မေးခွန်းတွေကို AI စီမှာမေးမြန်းပြီးအကြံဉာဏ်တွေရယူနိုင်ပါတယ် AI ကိုဘာပဲမေးမေးရတယ်နော်ကိုကအသုံးချတတ်ဖို့ပဲအရေးကြီးတယ်ဒါတွေကခေတ်ရဲ့အကြောင်းတရားပေါ့တစ်ချိန်လုံးကနွားတွေနဲ့ထွန်ရက်ခဲ့ကြတယ်နောက်ပိုင်းမှာထွန်စက်တွေနဲ့လည်းထွန်ရက်ခဲ့ကြတယ်အခုချိန်မှာတော့ AI နဲ့အသုံးချလို့ရတဲ့အရာတွေအများကြီးရှိနေပါပြီဟုတ်ကဲ့ပါဒီတော့လူငယ်တွေရောကျေးလက်ဒေသကကျွန်တော်တို့ညီကိုမောင်နှမတွေအနေနဲ့ပါ AI နည်းပညာကိုကြောက်စရာလို့မမြင်ပဲကိုယ့်ဘဝကိုအစင်းမြင့်တင်ပေးမဲ့အဖော်မုံအနားမှာရှိနေတဲ့ဆရာတယောက်လိုပဲမြင်သိချင်ပါတယ်ညီကုန်းအနေနဲ့ AI ဟာအနားမှာရှိတဲ့ဆရာတယောက်ပါအင်တာနက်နဲ့ရှိုံနဲ့ဖုန်းတစ်လုံးရှိုံနဲ့သိချင်တာတွေကို AI စီမှာမေးမြန်းလေ့လာပြီးကိုယ့်ရဲ့ဘဝကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ကြေးရွာတွေကိုအကျိုးပြုနိုင်ပါစေလို့ကျွန်တော်ဦးထွန်းကတိုက်တွန်းရဲ့အဆုံးသတ်လိုက်ပါတယ်ခင်ဗျာအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ AI ကိုနီးမှန်လမ်းမှန်ကောင်းကောင်းအသုံးချတတ်ကြပါစေ